မာလီသုံးပါးလာကလာတက်ထောင်ပြမယ်ဒီနေ့အနီတော်ဘက်မှာဘောင်းမူရမှုသင်ထားပြီးတော့ဒီလာကြီးတောက်ထားပါလေအောင်ပိုင်ထူးတာထူးကလာလည်းတော့ပြမယ်ဘောင်းမူထူရမှုသင်ထားပြီးတော့ဒီနေ့အပြာတော်ဘက်မှာဒီလာကြီးလို့တောက်ထားပါလေဒီကဘောင်းသင်ပြီးဆိုရင်ပထမကြီးအသေးကြီးကရင်းကြီးအားကြီးထိုးမယ်ရွာသားAh!
Yeah.